ဓိကကိုကုမ္ပဏီကဘာလုပ်လဲဆိုတာကိုသိတယ်ပေါ့နော်ဒီကိုခေါ်မဲ့ကုမ္ပဏီ trading company လားဒါမှမဟုတ် infrastructure company လားအဲ့ခါကျမှလည်းကိုယ့်ရဲ့ experience နဲ့ပေါင်းပြီးတော့ align ဖြစ်ပြီးတော့ပြောလို့ရမှာ ပြောလို့ရမှာ ဟုတ်တော့လေတော့ဒါ building company ကိုသွားပြီးကွာ infra တွေအားပါတော့ပြောနေလေ ငါဒါလုပ်ဘူးပါဆိုလို့ရှိရင်တို့ကလွဲသွားပြီးတော့ဆက်ပြီးတော့ဖြစ်တော့ဆိုတော့အဲ့ဒါနဲ့အကိုက interview process မှာဘယ်လိုဖြစ်လဲ interview process ကကြတော့ကျွန်တော်interview process ကတော့ကျွန်တော်ကနှစ်ခေါက်သုံးခေါက်တော့မဖြစ်ခဲ့ဘူးinterview တစ်ခေါက်ဖြေတယ် Brian Berry ဆေးပဲမှာပြီးတော့ကျွန်တော် offer တန်းရတယ်ကျွန်တော် offer interview ဖြေတဲ့အချိန်လေးမှာလည်းကျွန်တော်ရဲ့အခြား offer တစ်ခုရှိရတဲ့အတွက်ကြောင့်သူတို့ကိုကျွန်တော်ပုံဝင်လင်းပြောလိုက်တယ်အဲ့တော့သူတို့ကinterview ဖြေပြီးတော့ချက်ချင်းပဲကျွန်တော်ကိုဖုန်းခေါ်တယ်ကျွန်တော်ရဲ့hiring manager ဖုန်းခေါ်ပြီးတော့ကျွန်တော် offer ပေးမယ်ဆိုတဲ့အကြောင်းသူတို့ကပြောတယ်ဒါပေမဲ့သူတို့မှာ hiring process ကကြတော့ company မှာသူတို့ follow လုပ်ရမယ့်ဟာတွေ sequence တွေရှိရဲအဲ့ခါကျတော့ approval တွေရှိရဲအဲ့ခါကျတော့ official offer letter ကတော့တပတ်ကြာခဲ့တယ်ဘာပဲကတော့ချက်ချင်းပြေးရတယ်အဲ့ဆိုတော့တခါတည်းဆိုတော့ဒီ company HR ထားလိုက်ပါတော့ recruitment တွေက recruiter တွေကရောခေါ်ပေးလားဒီ coordinator တွေကရောခေါ်တာလားသူတို့ကခေါ်ပြီးတော့မှဟိုဟာဖြစ်တာလားဒီလိုဒါမှမဟုတ်ရင်ချက်ကိုအပေါ်ကအထက်လူကြီးရပဲကိုဖုန်းဆက်ပြီးတော့မင်းနဲ့ငါနဲ့ interview လို့ရမလားဆိုပြီးတော့ပြောတာလားဘယ်လိုဖြစ်သွားပထမဆုံးဖုန်းဆက်ခေါ်တော့ recruiter ကနေစခေါ်တယ်recruiter ဆိုတဲ့ဒီ company ရဲ့ HR ကနေပြီးတော့ခေါ်တယ်ခေါ်ပြီးတော့ interview မဲ့အချိန်နဲ့ရက်ကိုစင်ပြေလားသူတို့ confirm လုပ်တယ်ဒိတ်ညီရဲ့စင်ပြေရဲ့အခါမှာ interview လုပ်တယ်ဒါပေမဲ့ interview တဲ့အချိန်မှာတော့သူတို့မပါဘူးကိုတကယ်အလုပ်လုပ်ရမယ်ကိုရဲ့အထက်လူကြီးကြီးပဲပါတယ်ကျွန်တော်ဘာပဲ offer ပေးတာလဲကျွန်တော်ရဲ့အထက်လူကြီးကို interview လိုက်တဲ့သူကပဲနောက်ခဏနေတော့ဖုန်းခေါ်ပြီးတော့ offer ဘာပဲ offer ပေးလိုက်တယ်ပေါ့ဟုတ်ဆိုတော့ဒါပေမဲ့တခုတော့ရှိရနော်သူတို့ကဘာလို့ဆိုဒီမှာတခုရှိတာဥမာသူခိုက်တိုက်လောက်ပါတယ်အဲ့အချိန်မှာတော့နောက်တစ်ခုလည်းရှိနေတယ်ဆိုတော့ဖုတ်ဖွင့်လေးလေးပြောလိုက်တော့လေဟိုတခါ process ကပြန်သွားတာဒီလေကျွန်တော်တို့ဟုတ်မှာ offer ရတာလောက်က second interview လည်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကသူတို့နဲ့ကအတိုင်းအတာတစ်ခုထိဆွေးနွေးပြီးသွားပြီဒါပေမဲ့ကျွန်တော်က contract မရသေးဘူးဟိုတော့မဖြစ်သေးဘူး contract တော့လက်မှတ်မထိုးရသေးဘူးဒါပေမဲ့ offer တော့လက်ခံရရှိနေပြီအကိုကကျွန်တော်ကတော့ဘယ်လိုပြောရမလဲ3 interview က3ဒါလောက်ဖြစ်သွားတာပေါ့နော်ဒီ company နောက်ဆုံး company ခုကြရတဲ့ company မှာဆိုလို့ရှိရင်ပထမဆုံး phone screening ကိုရင်လုပ်တယ်ပေါ့နော် company ရဲ့ recruiter ကခေါ်တာပေါ့ HR coordinator ကနေပြီးတော့ phone screening ရင်လုပ်တယ်သူတို့ phone screening မှာလည်းဒီ phone screening ကလည်းတကယ်ပြောရလို့ဆိုရေးကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ phone screening ကပဲနောက်ထပ်တစ်ဆင့်ကို process ပါအောင်လုပ်ပေးနိုင်မှာသွားလို့ရမှာဒီအချိန်မှာဒီဟာကိုတည်တည်ချာချာလေးဖြေနိုင်ပြီးတော့သူကနောက်တစ်ဆင့်သွားဖို့အတွက်ကိုလုပ်တင်တယ်ပေါ့နော်ဒီအချိန်မှာတေချာလေးဖြေပြီးရတဲ့ခါကျတော့ရှင်ကျွန်တော် second interview ပေါ့ပြောမှာ phone screening ပြီးတော့ second interview မှာဆိုလို့ရှိရင် contract manager နဲ့စကားပြောရတယ် contract manager နဲ့အဆင်ပြေသွားပြီပြီးသွားပြီဆိုတဲ့ခါကျတော့မှနောက်တစ်ဆင့်အနေနဲ့သူ site ရဲ့ကိုနဲ့လှုပ်ကမဲ့သူနဲ့တခါထပ်ပြီးတော့တွေ့ပြီးတော့ပြောရတယ်ပေါ့နော်အဲပြီးတဲ့အချိန်မှာဘာပဲ offer အနေနဲ့ဒီ country က view ရတဲ့ contract manager ကနေပြီးတော့လှမ်းပြီးတော့မင်းတို့ဒီလို offer ပေးလိုက်ပါပြီဆိုပြီးတော့ငါတို့ကမင်းအဆင်ပြေလားပေါ့ဒီပေးတဲ့လစာနဲ့မင်းအဆင်ပြေနိုင်လားအဆင်ပြေတယ်ဆိုလို့ရှိရင်ငါတို့ offer စလိုက်တော့မယ်ပေါ့ဒါပေးမယ်စမယ်ပေါ့နော်အဲ့လိုမျိုးဘာပဲ confirmation ပေးရောအရင်ဆုံးတော့အဲ့ဆိုတော့ interview မှာရော interview ကအခက်အခဲရှိလား interview ကအခက်အခဲရှိလားဆိုတော့ကျွန်တော်ကတော့ကျွန်တော်ရဲ့ experience နဲ့ပတ်သက်ပြီးတော့ပဲအဓိကကိုစိတ်ကပူမှာဘာတွေလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြောပြတာပေါ့နော်ပြီးတော့သူတို့ရဲ့ job နဲ့သက်ဆိုင်တဲ့ဟာတွေအများဆုံးပေးတာများတယ်ဒီမှာပြောကြည့်အဲ့လိုမျိုးလေးလက်ပတ်ပြောတာပေါ့အဲ့လိုမျိုးလေး experience လေးလည်းပါပြောပြတတ်တာပေါ့ပြီးတော့ subcon ကို blow control လုပ်တယ်လို့ပါ subcon control လုပ်တာတော့ဘေး company က direct လောက်တာလားကိုယ့်ဘာသာကိုလောက်တာလားအဲ့ပေါ့အဲ့တော့အခက်ခဲတော့မရှိဘူးပေါ့ပြောမယ်ဆိုရင်ကိုယ့် experience ကိုပဲကိုကတိတိကျကျကို selling လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဘာလုပ်တယ်လဲဆိုတာကိုတိတိကျကျပြောနိုင်တော့ရပြီပေါ့နော်ကျွန်တော်တော်တော်များများတွားဘူးတဲ့ building site တွေမှာဘယ်လိုပြောမလဲ site engineer position ဆိုပြီးတော့တက်ရှိမနေဘူးအဓိကရှိနေတာ supervisor position ရှိနေတယ်ပြီးတော့ဘယ်လိုပြောရမလဲ site manager position ရှိတယ် project manager တွေရှိတယ်အဲ့လို foreman တွေပါရှိတယ်အဲ့လို
ဖြစ်တဲ့အတွက်ကြောင့်ဘေးရင်ပိုင်းနဲ့ပတ်သက်ပြီးဟို site engineer position ဆိုတာကြီးကအရန်ကိုရှားတယ်ပေါ့ ဟို နော် နည်းနည်း challenge ဖြစ်မယ်လို့ပြောလို့ရ ကို အောင် ရင်းတဲ့စကားကိုပြန်ပြီးတော့ကောင်းအောင်မယ်ဆိုလို့ရှိရင်ဘီဒင်ပိုင်းနဲ့ infrastructure ဘိုင်းမှာဆိုလို့ရှိရင် site engineer အနေနဲ့ infrastructure လုပ်တွေကပို့ပြီးတော့ရဖို့ infrastructure လောက်က chance ပိုများတယ် ပိုများတယ် site engineer position နဲ့ ဘယ်ကလာလာပေါ့ New Zealand ပြောင်းဖို့စဉ်းစားရတယ် ဟို site engineer project engineer လောက်လာတယ်ဆိုလို့ရှိရင်တော့တကယ်ဒီမှာအများဆုံးခန့်တဲ့ company တွေက civil structure တွေပဲ civil infrastructure တွေပဲဖြစ်ဖို့များတယ် ဟုတ်တယ် ဟိုလိုမျိုး building company တွေမှာမရှိဘူးမဟုတ်ဘူးရှိရဲအရန်အကြီးတွေမှာတော့ရှိနိုင်တယ် ဟိုဘယ်လိုပြောရမလဲဟိုပြောမယ်ဆို job opportunity ပေါ့ အာ open position ကဘယ်အများလဲဆို civil ကပိုများတယ် များတယ် ဟုတ်တယ် ဟို ဟုတ် မှ များတယ် ဘေးဒီမရဘူးမဟုတ်ဘူးရားချင်ကောင်းရကောင်းရမယ်ဒါပေမဲ့ဘယ်လိုပြောမလဲဟို open position နည်းတယ်ပေါ့ဗျာ ဟုတ်တယ် အဲ့ဒါကလည်းဟိုသူ့နိုင်ငံသူ့ရင်းမြေအနေထားကြောင့်လည်းပါတာပေါ့နော်ဒီမှာကျတော့ဟိုနိုင်ငံကလည်းကြီးတယ် infra ကလည်းတကယ်ဟိုလိုအပ်တယ် လိုအပ်တယ်ဆိုတဲ့အခါကျတော့ဒီ infra နဲ့ပတ်သက်တဲ့ company တွေကလည်းကြီးသလိုposition တွေကလည်းလိုတယ်ပြီးတော့ဒီမှာရှိတဲ့ building က construction ကြောက်လဲ building တွေကဟိုစင်ကာပူနဲ့စာလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ် ဟုတ်တယ် သေးတယ်သူတို့ကသူတို့ control လုပ်နိုင်တယ် site engineer အများကြီးမလိုဘူး သူ ဆို က တဲ့ တော် အခါ တော် ကျ များ တော့ များသူက tema structure ဖြစ်ပြီးတော့သူတို့ကိုယ်ကဒီ certified carpenter တို့ဘာလို့ညာလို့လဲသူကပြီးတယ်ကွာ ပြီးတယ်ဆိုတော့ ပြီးပြီးတော့ဟိုရှင်းရှင်းပြောလို့ရှိရင်အဲ့လောက် complex မဖြစ်ဘူးပေါ့ဒါကျွန်တော်ပြော residential ကိုပြောရနော်ဒီ high rise တွေပါတော့ရှိမှာပဲဒါပေမဲ့ residential က complex မဖြစ်တော့ဟို market demand ကအဲ့လောက်မများဘူးပေါ့ civil infra လောက်မများဘူး civil infra ဒါပေမဲ့ တော့ ဒီစကားဝိုင်းမှာပေါ့နော်ညီမတို့က civil infrastructure လို့ပဲပြောနေလို့ငါက building မို့လို့မရတော့တော့ဘူးလားဆိုပြီးတော့လည်းမထင်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ building မှာလည်း building ဆိုပေမဲ့ building မှာလည်း external wall တွေရှိခဲ့တယ်အဲ့ကနေပြီးတော့ကိုနဲ့သက်ဆိုင်တဲ့ related ဖြစ်တဲ့ဟာကိုရွေးပြီးတော့ပြောရမှာပဲ interview ရလာတဲ့အခါကြလို့ရှိရင်တော့ဟိုခုနအကိုတို့ပြောသလိုပဲကိုဘယ်ကုမ္ပဏီကခေါ်တာလဲတော့လုပ်ငန်းဝင်နဲ့ရောက်နေကြပြီဆိုတော့ခုနမေးခွန်းပြန်ဆက်ရမယ်ဆိုလို့ရှိရင်ဟိုအကိုအနေနဲ့ပေါ့နော်ဘယ်လိုမျိုးထင်လဲအားတွေကွာခြားတယ်လို့ထင်လဲတကယ်လို့ဟိုအခုမှစတယ်ဆိုတော့အများကြီးတော့ထဲထဲဝင်လုပ်ချင်မှလုပ်ကြအောင်မယ်ဒါပေမဲ့အကိုရဲ့ overall experience ပေါ့နော် process ကတော့ကွာတယ်ပေါ့ကျွန်တော်စိတ်မှာလုပ်ခဲ့တဲ့ experience ပဲပေါ့ကျွန်တော်အခုမှတလားပဲရှိသေးတယ်ဆိုတော့ကျွန်တော်အခုကြည့်ရတော့ကတော့ process တွေကတော့ကွာတယ် system တွေလည်းကွာတယ်ပေါ့အဓိကတော့ဒီ procedure တွေလည်းကွာတယ်ပေါ့ learning curve တော့ရှိရတယ် အဲ့တော့မတူဘူးလေ နည်းနည်းတော့အချိန်ယူပြီးတော့အဲ့ဒါကို adapt ဖြစ်အောင်လုပ်မှာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ site engineer ဆိုရင်စိတ်မှာလုပ်ခဲ့တဲ့ site engineer တိတ်မတူပါဘူးနော်ခုနကိုယ်နဲ့ပြောခဲ့ပေါ်လာတယ်ဆိုင်တယ်ဘာမှမဆိုရင်ဒီလိုနေရာတော့ဆိုင်နေရာဘာမှ progress ကိုလည်းဒီက drive တာပေါ့အားကြောင့်TPA တို့ဘာလို့ညာရှိသေးတယ်တခါလေကြာ programmer တို့နောက်ဆုံး solve ဒီ costing တွေအဲ့တော့ဒီဒါပေမဲ့အဓိကကိုယ့်ရဲ့ခံယူချက်ကတော့ကိုကဒီ landing လုပ်နိုင်မယ်ဆိုရင်တော့အဆင်ပြေမယ်လို့ထင်တာပဲပေါ့နော်ကျွန်တော်တော့အခုမှတက်လာပဲစာသေးရဆိုတော့ကျွန်တော်ဘာမှ တိတ်တော့အများကြီးတော့ comment တော့မပေးနိုင်သေးဘူးဒါပေမဲ့ကိုအခု မတူတာတော့သိတယ်ဒါပေမဲ့သို့တော့ဘာဒီကွာခြားဆိုတိတိကျကျကိုပဲ ပြန် လို့ လာ ကို ခဲ့ ကြ ပါ တော့ မယ် ပြန်လာခဲ့ပါတော့ ပြန်လဲ ပြန် ဆို လာ တော့ ခဲ့ပါဦး maybe 1 year later ပေါ့ ကိုရဲကျော်လောက်ပါ ကိုရဲကျော်ဟုတ် ကျွန်တော်เนี่ย site engineer ကတော့ဒီ office နဲ့ site နဲ့50-50ပဲကျွန်တော်အခုလုပ်နေရတဲ့အနေထားအဲ့တော့ site ထဲမှာလည်းခုနကပြောတဲ့ကျွေး juicy quality နဲ့ပတ်သက်ပြီး control site engineer ပဲလုပ်ရတယ်အဲ့တော့ paper one နဲ့ပတ်သက်တဲ့ဟာတွေ system နဲ့ပတ်သက်တဲ့ဟာတွေဥပမာ RFI တင်တာတွေပြီးလို့ရှိရင်ဒီ permit to work တို့ဒါစသည်ဖြင့်documentation documentation နဲ့ပတ်သက်ပြီးတော့သူတို့မှာသေချာလုပ်တယ်စနစ်တကျလုပ်တယ်အဲ့ခါကျတော့သူတို့မှာသူတို့project management software တွေသုံးတယ်ကျွန်တော် company မှာဆိုလို့ရှိရင်သူတို့ protocol ကိုသုံးတယ်ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ system ထဲမှာအများကြီးလေ့လာစရာတွေရှိတယ်ဒါရဲ့ကျွန်တော် single one တော့မလုပ်ဖြစ်ခဲ့တဲ့အရာတွေပေါ့နော် ရှိကောင်းခြင်းလည်းရှိနိုင်မယ်ဒါပေမဲ့ဟိုတော်တော်များများဟိုအကိုအနေနဲ့ experience ရှိခဲ့တာကတော့ဒီလိုမျိုးဟို project management software တွေသုံးတာနည်းခဲ့တယ်ပေါ့နော်နော်ဆိုတော့အကိုက ဟိတ်ထက်ကော ဘယ်နှရောက်လို့ပြောမှဆက်ပြော ဟိုအကိုရဲ့ experience ပေါ့အခုလုံးနေရဆိုရင်ဘယ်လိုပဲတစ်လားလောက်တော့ရှိပြီဟိုဒီဘာတွေ overall အနေနဲ့စီတုံးမှာရှိလောက်ခဲ့တော့က site engineer နဲ့အခု site engineer နဲ့ဘာကွာထားလဲ ဟုတ်တယ်တော်တော်ကွာခြားတယ်ပေါ့နော်စင်ကူမှာကတော့ဒီဘယ်
ပြောရမယ်IERDO နဲ့ IERDO ကအဓိကဒီ quality နဲ့ပတ်သက်ပြီးတော့ဒီချာသူတို့ပြန်ပြီးတော့လိုက်ပြီးတော့စစ်တယ်လိုရဆိုရှင်ဒီ IERDO နဲ့ပဲအဓိကတော့ site engineer စိုက် engineer ခုကြတော့ဟို site engineer အဓိက QA နဲ့ပတ်သက်ပြီးတော့ control လုပ်ကြတယ်ကျွန်တော်တို့မှာ CPS ဆိုပြီးတော့ရှိတယ်ဒီ CPS ကနေပြီးတော့ဒီ တို့မှာ whole point လေးရှိတယ်ပေါ့နော်ဒီဘယ် stage မှာ CPS ကလိုအပ်တယ် CPS ကလိုအပ်တယ်အဲ CPS က witness ကိုယူရမယ်ဒီ witness ပေါ့နော်ယူရမယ်အဲ့လိုမျိုးဟာလေးရှိတယ်အဲ့ဒါကိုဘယ်က control လုပ်တာလဲကျွန်တော်တို့မှာ PCP ဆိုတဲ့ဟာရှိတယ်အဲ့ PCP က process control နော် ဟုတ်ကဲ့PCP ကဟို ITP နဲ့အတူတူပဲ ITP နဲ့အတူတူ inspection testing plan ဟုတ်တယ်PCP နဲ့ control လုပ်တယ် PCP ကို submit လုပ်ကြတယ် PCP ရဲ့ step time ကိုသူတို့ကသွားပြီးတော့ဟိုဘယ် point မှာ CPS လိုအပ်တယ်ခြား point တွေကတော့ site engineer တယောက်တည်းနဲ့ပဲသူကဒီ record ကိုလုပ်ကြမယ်ဆိုတော့အဲ့လိုအဆင့်လေးတွေရှိတယ်ပေါ့နော်ဒါဆိုရင်ပြောမယ်ဆိုရင်ညီမတို့ဒီစေကူမှာလည်းပြောမယ်ဆိုရင်ပုံစံကအတူတူပါပဲညီမတို့ဟို excavation လုပ်တော့မယ်ဆိုရင်ဘလောက်အနက်ဆိုရင်ဘယ်လူလိုမယ်ဘယ် certify ဟိုဘယ်လိုမျိုးဆို accredited လိုမယ် AC တို့ဘာတို့ GO တို့အဲ့လိုမျိုးပုံစံမျိုးပါပဲဒီမှာလည်းပြောမယ်ဆိုအဲ့လိုဖြစ်တာဟို CPS နဲ့သဘောပြောမယ်ဆို CPS ကတော့ဒီက design engineer ကထိုင်နေတာဟိုမှာကြတော့ IERDO ကနေပြီးတော့ site မှာနေပြီးတော့ control လုပ်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်အများရန် step တိုင်းကို IERDO ကိုခေါ်ပြီးတော့ inspection လုပ်နေရမယ်ဒီမှာကြတော့အဲ့လိုမျိုးမဟုတ်ဘူးဟုတ်တယ် point တိုင်းကိုမလိုအပ်ဘူးဟိုသူပြောတာအဲ့ဆိုလို့ရှိရင် maybe သူမှဒီ list ရှိမယ်ကွာဒီအလုပ်အများကြီးရှိမယ်ဒီကောင်ကတော့ site engineer တယောက်တည်းနဲ့ပြီးတယ်ဒါဒီကိစ္စဆိုလို့ရှိရင်တော့ site engineer plus ဘယ်သူလုံးမယ်ဒါမျိုးတွေအကုန်လုံးကိုကအဓိက live လုပ်တာဆို PCB မှာဆိုရင်တော့ whole point ဆိုတာရှိရောအဲ့ whole point ကဘယ်သူဆက်ရမယ်ဆိုတာသူကဒီချာပြပြီးသားပေါ့အားကြောင့်တော့ PCB ကို follow လုပ်တာပေါ့ ခုနအများနဲ့ခေါ်စရာ IERDO လိုမျိုးခေါ်စရာမလိုဘူးကိုစားတောင်ခေါ်စရာမလိုဆိုတဲ့အနေထားမှာသူကဘယ်လိုလဲဆိုတော့ internet whole point နဲ့ကိုစားတောင်ခေါ်ရပြီးခေါ်ပြီးတော့သူတို့ခေါ်ပြီးတော့ inspection ခေါ်ရမယ် whole point နဲ့ကွာတဲ့ပုံစံမျိုးပေါ့ထားပါတော့ဒါကတော့ဒါပြောမယ်ဆိုလို့ရှိရင် workflow သဘောမျိုးလေးပေါ့လေအဲ့တော့လောလောလေးဒါကတော့ဒီရောက်လာလို့အလုပ်ရသွားလို့ရှိရင်ဒါကတော့ဒီ workflow ကိုတီးအတင်ပြေးသွားကြမှာပါဒါကတော့အလုပ်ကပဲတင်ပေးသွားမှာပေါ့ interview တဲ့အချိန်လေးမှာတော့ကိုကဟို PCP ဆိုတာဘာလေးလဲတည်နေတယ်အေးပေါ့နည်းနည်းလောက်ကြာဘူးတော့ရှိတယ်ဘာလေးဆိုတော့ကောင်းတာပေါ့လေဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ဒီမှာကိုကပြောလိုက်တဲ့အခါကျလို့ရှိရင် similar to Singapore ပဲလေ copy ပေါ့ PCB ကတော့အဲ့ဟိုပေါ့ကျွန်တော်သိရတော့ကcompany တစ်ခုနဲ့တစ်ခုမတူဘူးတချို့ company က PCB လို့တောင်းတယ်တချို့ company က ITP လို့တောင်းတယ်တူတော့မတူပါအဲ့မဲ့သိထိုင်တော့ကောင်းတာပေါ့ဟိုဒါပေမဲ့လည်းဒီလိုမျိုးအကြီးတွေပြောနေလို့လဲဟိုဘာမှဟဲ့ငါမသိဘူးငါကတော့ဘယ်လိုလုပ်မလဲဆိုပြီးတော့စိတ်မပူပါနဲ့ဘယ်သူမှအကုန်လုံးမသိလာပါဘူးသူကသူတကယ်လို့ကိုကငါတော့သိကျင်တယ်ငါတော့အရန်ကိုမှဟိုအရန် eagerly ဟိုဘယ်လိုပြောရမလဲသိကျင်နေရဆိုလို့ရှိရင်တော့ကို့အနီးနားမှာရှိတဲ့ဒီကိုတငယ်ချင်းတွေကိုပဲမေးတာပဲဖြစ်ဖြစ် interview ရသွားရင်ပေါ့ကျွန်တော်ကဘာတွေပြင်ဆင်ထားတင်လဲဘယ်လိုမျိုးတွေလုပ်တင်လဲဆိုပြီးတော့ကိုယ့်ရဲ့အနီးနားကိုမေးရင်တော့ဒါတွေကသိနိုင်ပါတယ်လွယ်နေတကူပြပြနိုင်ပါတယ်ဒီကိုကြီး၃ယောက်ကိုလည်းဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ဆက်လို့ရပါတယ်အဲ့ဆိုတော့နောက်ဆုံးပေါ့နော်အရေးကြီးတာညီမ page မှာကျတော့ညီမအမြဲတမ်းဒီလို့ရဖို့အတွက်ကကန်နဲ့လည်းဆိုင်တယ်ကန်နဲ့လည်းဆိုင်တယ်ဆိုပြီးတော့အမြဲတမ်းပြောနေတာရှိရပေါ့နော်ဟိုအဲ့ဒီဟာကိုဒီအလုပ်ဒီ process မှာပေါ့အလုပ်ရဖို့အတွက် process မှာဘာတွေကိုကတော့ okay အလုပ်ရဖို့အတွက်ကို့မှာ interview ဖြေဖို့အတွက်အစင်းသစ်ဖြစ်နေပြီတခြားပေါ့အလုပ်တွေရှောင်နေပြီအဲ့အပြင်ကိုဘယ်ဟာတွေကထပ်ပြီးတော့ကိုအတွက်လိုအပ်တယ်လို့ထင်တယ်ကြားဟုတ်ပါတယ်ဒီလိုပါပဲဟိုဟာတန်ကောင်းဖို့လိုပါတယ်အဲ့တော့ဖုတ်ကန်ကိုကောင်းစေမယ့်အရာတွေကိုမြင်ပါလုပ်ပါကိုယုံကြည်ရဲ့ဘာသာတရားကိုဟိုဟာလုပ်ပါပြပြစီစီလုပ်ချနေတဲ့အချိန်မှာချပြတဲ့အချိန်မှာအဲလုပ်တယ်လို့ပြောပါတယ်ကျွန်တော်ဆိုလို့ရှိရင်လှုပ်ရှာနေတဲ့အချိန်ပေါ့နော်အဲဘယ်တရားလေးတော့လုပ်တယ်ပေါ့နော်ဟုတ်တယ်လုပ်တယ်နော်ဒိတ်တန်လေးဝင်တာပဲဖြစ်ကိုလုံနိုင်တဲ့ဟာလေးပေါ့ကိုယ့်ရဲ့စိတ်ဆွမ်းလေးကိုနည်းနည်းလေးပြင်ပြီးတော့လုပ်ပေါ့နော်ပြီးတော့အလုပ်ရှာနေတဲ့အချိန်တွင်းမှာကိုကဒီနေရာကြီးပဲရရမယ်ဆိုတဲ့ဟာအဲ့လိုဖြန့်ပြီးတော့ရှာပါတယ်နည်းနည်းလေးပို့ပြီးတော့ကိုယ့်အတွက်ကနည်းဖြစ်မှာပေါ့နော်ကျွန်တော်ထပ်ပြောချင်တာတခုအောင်ပေါ့နော်အလုံးလျှောက်တာဆိုတော့တည့်ရဲ့အတိုင်းပဲကိုလျှောက်လိုက်ရင် reject လာရင်အနည်းဆုံး depression တော့ရှိရပဲပြည့်မှာတခါလေဒါကိုယုံကြည်မှုတွေပါနဲလာဒီ
ကနော် ။ကျွန်တော်လည်းရှောင်းရင်ညနေ reject လုပ်တာ တချို့အလုပ်တွေဆိုရင်အခုရှောက်အခု reject တွေပါလာတယ်အဲ့တော့ပြောချင်တာတော့ဗျာအဲ့ဒီဟာကိုကြော်လာတယ်ကိုကြုံကြည်မှုရှိဖို့ပဲပေါ့အဓိကတော့အဓိကတော့တည့်မလားဟိုစိတ်သက်မကြဘဲနဲ့ယုံကြည်မှုရှိဖို့ပဲပေါ့တစ်ချိန်ကျကိုရမယ်ဆိုပြီးပဲခံယူချက်ရှိနေပဲလုံးရရှိရတာလုပ်ပါတည့်မလားဟို reject ကတော့လာမှာပဲပေါ့စိတ်သက်ကြလို့တော့ဆက်မလျှောက်ပဲနဲ့တော့မနေပါဘူးပေါ့လုံးရရှိရလုပ်ပြီးတော့၆ပြရှိရလုပ်အဓိကတော့ကျွန်တော်ပြင်နေတာဖြစ်တာအဲ့ဒါ reject ကတော့လာတာပဲအခုတည်းလည်းဟို အလုပ်ဝင်ပြီးသွားတဲ့ ကုမ္ပဏီအတူတူကဟိုဟာအခုတည်းဆက်ဖို့ဆိုပြီးတော့ဒါပြီးတော့ပါလဲတော့စိတ်သက်ကြပါ ဟောပြီးတော့နောက်တစ်ခုကကိုကြီးတဲ့အတွေ့အကြုံရကိုကြီးတက်ပြောဖို့လို့ဟာလေကုမ္ပဏီတစ်ခုတည်းอ่ะဆိုလို့ရှိရင်တော့မဒီ region မခေါ်နဲ့တခြား region ခေါ်ချောင်းအဲ့ဒါကြောင့်မို့လို့ပေါ့ဒီတစ်ခါတလေကြာရင်ဟုတ်ပြီဒီ region က open position ရှိရငါရှောက်လိုက်တယ်ငါ့ကို reject လုပ်လိုက်လို့နောက်တစ်ခုနောက်တစ်နေရာမှာဖွင့်မရှောက်ဘဲမနေနဲ့60ရှိတာပဲ6 60ရှိရ6 ဒီမှာမကြိုက်ပြီပဲဟိုဘက်မှာကြိုက်မှာပဲကွာဒီလားအဲ့ဒါကြောင့် ။ခုနကပြောလို့ကျွန်တော်အခုရခဲ့တဲ့ကုမ္ပဏီတွေကကျွန်တော်ပထမဆုံးရှောက်တဲ့အချိန်မှာပဲတန်းရခဲ့ရမဟုတ်ပါဘူး။ဒီကုမ္ပဏီကကျွန်တော်တို့ reject လုပ်ပြီးသားပါ။ခေါက်ပေါင်းများစွာ ကျွန်တော်ဆိုရင်2024စာရောက်တဲ့ဟိုကအဲ့ကုမ္ပဏီကို keep on applying but မရဘူးဒါပေမဲ့မရခဲ့ဘူးမရဘူး နောက်ဆုံးမှာတော့ရောက်သွားပြီဒါပေမဲ့ region ပေါင်း1600ကိုကြော်ပြီးတဲ့အချိန်မှာ ။ကုမ္ပဏီက reject လုပ်လို့လည်းဟောမဖြစ်ပါနဲ့။အဲ့ကုမ္ပဏီဆက်လျှောက်ပါ။ဟုတ်ကဲ့။ရောက်ပါပါ။ ရပါပါ